ဒီမှာဆိုရင်ပုံစံမျိုးစုံရှိပါတယ် animation style နဲ့ပြင်တခြားပုံစံတွေလည်းအများကြီးရှိပါတယ်ဒီထဲမှာမိတ်ဆွေကြိုက်တာကိုရေးလို့ရပါတယ်ကျွန်တော်တို့ကဗီဒီယိုလုပ်မယ်ဆိုရင်အောက်က generate ဆိုတာကိုနှိပ်ပေးပါခုဆိုရင်တော့ဗီဒီယိုရသွားပါပြီဒီဗီဒီယိုကိုနှိပ်ပြီးတော့တစ်ချက်ဖွင့်ကြည့်ပါမယ်ဒါဆိုရင် animation ပုံစံပြောင်းသွားပါပြီအားလုံးမင်္ဂလာပါ Test Story ကကြိုဆိုပါရစေဒီနေ့မှာတော့ခုလိုမျိုးတာမန်ဗီဒီယိုကနေ animation ဗီဒီယိုတွေဖြစ်အောင်ပြောင်းလဲလို့ရတဲ့နည်းလမ်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ရဲ့ channel ဟာဒီပညာဆိုင်ရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါရစေခုလိုမျိုး animation ဗီဒီယိုတွေလုပ်ဖို့အတွက် browser တစ်ခုကိုအသုံးပြုရပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့အဆင်ပြေတဲ့ browser ကိုသုံးလို့ရပါတယ်ကျွန်တော်ကတော့ Chrome browser ကိုအသုံးပြုပါမယ်ကျွန်တော်တို့ Chrome ထဲကိုသွားပါမယ်ပြီးရင် search ဆိုတဲ့နေရာမှာ go ahead AI ဆိုပြီးရှာပေးပါဒါဆိုရင်တော့ animation video လုပ်မဲ့ website ကိုရရှိပါပြီပြီးရင်တော့ try go ahead free ဆိုတာကိုနေပေးပါပြီးရင်ကျွန်တော်တို့ကအကောင့်ဖိတ်ပေးရပါမယ်အကောင့်ဖိတ်ဖို့အတွက်အပေါ်က login ဆိုတာကိုနေပေးပါပြီးရင် continue with Google ဆိုတာကိုနေပေးပါနေပြီးရင်တော့မိတ်ဆွေတို့အကောင့်ဖိတ်ချင်တဲ့ Google account တစ်ခုကိုရွေးပေးပါဒါဆိုရင်တော့အကောင့်ဖိတ်တာပြီးသွားပါပြီအခုကျွန်တော်တို့ကောက်ဖွင့်လို့ပြီးတာနဲ့ဒီနေရာလေးမှာ55 coin ဆိုပြီးတော့ပေါ်လာပါတယ်ဒီ coin လေးတွေကိုကျွန်တော်တို့ animation video တွေလုပ်တဲ့ခါမှာသုံးရမှာဖြစ်ပါတယ်ဒီ coin လေးတွေကုန်သွားရင်တော့ video တွေထပ်လို့ရမှာမဟုတ်တော့ပါဘူးတကယ်လို့မိတ်ဆွေက video တွေအများလုပ်မယ်ဆိုရင်တော့ဒီပေါ်က free ဆိုတာကိုနှိပ်လိုက်ပါပြီးရင်ဒီမှာလက်စင်ကြီးပေးပြီးတော့မိတ်ဆွေကဗီဒီယိုတွေကိုစစ်တင်လုပ်လို့ရပါတယ်အခုကျွန်တော်တို့ကဒီ coin လေးတွေကိုအသုံးပြုပြီးတော့ပြီးအနေနဲ့လုပ်ရသွားမှာဖြစ်ပါတယ်ဒီမှာဆိုရင် AI နဲ့ဗီဒီယိုလုပ်တာတွေ AI နဲ့ပိုတွေလုပ်တာတွေအပြင် AI နဲ့မျက်နှာပြောင်းလဲလုပ်တာတွေလည်းလုပ်လို့ရပါတယ်ကျွန်တော်တို့က animation video လုပ်မှာဖြစ်တဲ့အတွက် YouTube video ဆိုတာကိုနှိပ်ပေးပါပြီးရင်အပေါက်ပုံလေးကိုနှိပ်ပြီးတော့မိတ်ဆွေလုပ်ချင်တဲ့ဗီဒီယိုကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ခုရှိတာကမိတ်ဆွေထည့်မဲ့ဗီဒီယိုက100 MB အများဆုံးပြင်ရမှာဖြစ်ပါတယ်100 MB တဲ့ကျော်တဲ့ဗီဒီယိုတွေပိုက်ဆိုင်အရင်ကြီးတဲ့ဗီဒီယိုတွေဆိုရင်တော့ထည့်လို့ရမှာမဟုတ်ပါဘူးဗီဒီယိုထည့်မဲ့ဆိုရင်ဒီအပေါက်ပုံလေးကိုနှိပ်ပေးပါပြီးရင်မိတ်ဆွေထည့်မဲ့ဗီဒီယိုကိုရေးပေးလိုက်ပါဒါဆိုရင်တော့ဗီဒီယို upload လုပ်နေပြီဖြစ်ပါတယ်ဗီဒီယိုထည့်တာပြီးသွားပြီဆိုရင်တော့အောက်က style ဆိုတာကိုနှိပ်ပေးပါဒီမှာဆိုရင်ပုံစံမျိုးစုံရှိပါတယ် animation style နဲ့ပြင်တခြားပုံစံတွေလည်းအများကြီးရှိပါတယ်ဒီထဲမှာမိတ်ဆွေကြိုက်တာကိုရေးလို့ရပါတယ်ကျွန်တော်ကတော့ animation style 3ဆိုတာကိုပဲရေးလိုက်ပါမယ်ပြီးရင် power ဆွဲတင်ပေးပါဒီနောက်က video duration อ่ะဆိုရင်တော့ video ရဲ့ကြာရှည်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့က free သုံးတာဖြစ်လို့3စက္ကန့်လောက်ပဲရမှာဖြစ်ပါတယ်ဒီ3စက္ကန့်တက်ပို့လို့ခြင်းနဲ့ဆိုရင်တော့ကျွန်တော် share ကပြခဲ့သလိုပဲမိတ်ဆွေကလမ်းစဉ်တင်ပြီးတော့သုံးရမှာဖြစ်ပါတယ်ဒီအောက်ကဟာတွေကိုတော့ဒီတိုင်ထားလို့ရပါတယ်ကျွန်တော်တို့ကဗီဒီယိုလုပ်မယ်ဆိုရင်အောက်က generate ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့15 coin ကုန်သွားမှာဖြစ်ပါတယ်ဗီဒီယိုတွေတစ်ခါလုပ်တဲ့လုပ်တိုင်းမှာ15 coin အောင်ကုန်သွားမှာဖြစ်ပါတယ်ပြီးရင်ဗီဒီယိုလုပ်တဲ့ချိန်3မိနစ်လောက်စောင့်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ generate ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ဗီဒီယိုတွေလုပ်ပေးနေပြီဖြစ်ပါတယ်ခုဆိုရင်တော့ဗီဒီယိုရသွားပါပြီဒီဗီဒီယိုကိုနှိပ်ပြီးတော့တစ်ချက်ဖွင့်ကြည့်ပါမယ်ဒါဆိုရင် animation ပုံစံပြောင်းသွားပါပြီနောက်မယ်ဆိုရင်အောက်က download ပုံလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ download ဆွဲတာပြီးသွားပါပြီနောက်ထပ်နေတဲ့ဒီဗီဒီယိုကိုပဲတခြားပုံစံလေးတစ်ခုတည်းပြုလုပ်ကြည့်ပါမယ်ပေါ်ကအမှားပုံလေးကိုနှိပ်လိုက်ပါပြီးရင် style ဆိုတာကိုနှိပ်ပေးပါဒီထဲမှာကျွန်တော်ကတခြားပုံစံလေးတစ်ခုကိုရွေးကြည့်ပါမယ်ကျွန်တော်က 3D style ဆိုတာကိုရေးလိုက်ပါမယ်ပြီးရင် generate ကိုထည့်နေလိုက်ပါမယ်ဒါဆိုရင်တော့15 coin ကုန်သွားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဗီဒီယိုစတင်ပြုလုပ်ပေးနေပါပြီဒါဆိုရင်တော့ဗီဒီယိုလေးရရှိသွားပါပြီဒီဗီဒီယိုကတော့ပထမတစ်ခုနဲ့မတူပါဘူးအောက်ကတစ်ခုက 3D ပုံစံလေးဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနှိပ်ပြီးတော့ဖွင့်ကြည့်ပါမယ်ဒါဆိုရင် animation ဗီဒီယိုရရှိသွားပါပြီ download ဆွဲမယ်ဆိုရင် download ပုံလေးကိုနှိပ်ပေးပါဒါဆိုရင် download ဆွဲတာပြီးသွားပါပြီဒါကတော့တာမန်ဗီဒီယိုတွေကို animation ဗီဒီယိုပြောင်းလဲတဲ့နည်းကိုတက်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတဲ့3ရက်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါပြီးရှင်တော်တွေရှိရင် comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်